အားလုံးနဲ့မင်္ဂလာပါရှင်ရှင်းပါတယ်၃ယောက်ပြောသွားပြီဆိုတော့အိမ်ငယ်လောက်ပြီးချင်ပါတယ်ကျွန်မပြောမယ့်အကြောင်းပါလေအိတ်ဆက်ခြင်းနဲ့ stress ပေါ့နော်ပြီးတဲ့ stress တဲ့လူတွေရှိမှာပေါ့နော်ဆိုတော့အဲ့တော့တို့ဆရာဝန်တွေများစုကဘေးပေါ့ဘေးရော်တွေပြောမှာပေါ့နော်စီလိုကောင်းတာသွေးလိုကောင်းတာဆိုအိပ်ပျော်လားလို့ stress တက်နေလားလို့အဲ့ဒါတွေကတော့သိနေနေကြပါပေါ့နော်အဲ့တော့သူကတော့ဗီဒီယိုလေးတဲ့အကြောင်းကိုကျွန်မပြောပါချင်ပါတယ်ဆိုတော့အိပ်ဆက်ခြင်းနဲ့ဒီ stress ပေါ့နော်အစကတော့ဒီ guideline တွေဆိုတော့ဥပဒေနဲ့ချက်အဲ့ဒီမှာဆိုရင် guideline တွေမှာသူက lifestyle ဆိုရင်များသောအားဖြင့်ရှေ့ပြောသွားတဲ့အစားအသောက်တွေဒီချိန်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဒီအစားအသောက်တွေဒီချိန်ရဲ့ဒီအပြင်ဒီ exercise တော့ကောင်းဖို့ဆိုရင် exercise နောက်ပြီးတော့ဒီ stress နော် CBT ကိုထောက်ချခြင်းပေါ့ဒီဥစ္စာ management ဒီဆိုတော့စီတိုတာပြုမှာရေးကြည့်တယ်ဆိုတော့ထည့်သွင်းလာကြတယ်ပေါ့နော်အဲ့တော့ဒီ exercise တွေစီတိုဖြောချခြင်းဒီဥစ္စာတွေကအပြန်လဲကျိုးတဲ့ဒီစီတိုတာပြုမှာပြန်လဲကျိုးတဲ့မရှိဘူးပေါ့နော်ဥပမာပြောရမယ်ဆိုရင်စီတိုအကောင်းပေါ့နော်အဲ့တော့စီတိုတွေရဲတက်နေတယ်ပေါ့စီတိုတွေရဲတက်နေတယ်ဆိုရင်ညကိုစီးထသွားရတယ်နော်စီးထသွားရတဲ့အတွက်အေးရေးတက်တယ်နော်နောက်ကစီးတိုကြားလို့နေတဲ့လူနာတွေနော်ကြားလို့နေတဲ့လူနာတွေမှာကြားတော့လေသူကညမှာဒီစီးတိုကြားလို့နေပြီဆိုရင်ကောင်းကောင်းလေးရအေးရတဲ့အတွက်နိုးလာတဲ့အခါမှာအေးရေးမွားတဲ့ခံစားချက်ဒါမျိုးတွေကိုဖြစ်နိုင်တယ်နော်အဲ့တော့ကစီးတိုကောင်းနေအေးရေးတက်တယ်နော်တော့စိတ်ပီစီမှုများရင် stress ကြောင့်စီးချိုတွေကတက်လာတယ်ပေါ့နော်။ဒါကစီးချိုတက်ရင်လည်းလူနာကငါရဲ့စီးချိုတော့များနေပြီနော်။များနေပြီဆိုပြီးတော့ဒါက stress တက်တယ်။အဲ့တော့သူကပြန်တယ်ပေါ့နော်။ပြန်တယ်ကျိုးတရားရှိတယ်ပေါ့နော်။အဲ့တော့အေးအေးဖြစ်ရင်ဘာလို့နော်။အဲ့တော့အေးအေးဖြစ်ရင်ဘာလို့စီးချိုတက်တယ်ပေါ့နော်။အဲ့တော့အေးအေးဖြစ်ရင်ဘာလို့စီးချိုတက်လဲဆိုတော့အေးအေးဖြစ်တဲ့အခါမှာနော်အေးအေးဖြစ်တဲ့အခါမှာဆိုရင်ဒီဟော်မုန်းတွေပေါ့နော်cortisol လို့ခေါ်တဲ့ဟော်မုန်းတွေပေါ့နော်အဲ့ဟော်မုန်းတွေကထွက်လာတာပေါ့အဲ့ဟော်မုန်းတွေဒီစီးချိုဒီသွေးရင်းချိုတဲ့တွေကိုတက်လာစေတယ်နော်အဲ့တော့ဆိုရင်ဒီဆက်ဆက်မှုလို့ရှာထားလဲဆိုတော့ဒီနေ့ကစံတမ်းမှုတွေရဆိုတနေ့ကိုပေါ့ HA နော် HA 5နာရီပဲနော်HA 5နာရီပဲအေးရတဲ့လူမှာဆိုရင်သူကစီတိုတင်ကိုကောင်းဆိုတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဘာလို့ကောင်းတာလဲဆိုတော့ insulin resistant လို့ခေါ်တဲ့ insulin damage လို့ပြောအောင် insulin တုံ့ပြန်မှုတွေပြောအောင်ပါနော်အဲ့ဒီ insulin resistant ကိုဖြစ်စေတာပေါ့အဲ့တော့ insulin resistant တွေဖြစ်ရင်ဒါပြသားရရပြီးတော့ကျိုးတဲ့ပေါ့နော်ဒီကြားတဲ့ဆွေးနွေးမှုတွေလည်းနေသွားတယ်။နောက်တဲရနေပြီးတော့နော်ဒီတဲရနေပြီးတော့ကြားတဲ့ထုတ်လို့ပေါ့နော်ဒါတွေကိုများစီတယ်ပေါ့နော်နောက်ကရှင်းပြပြောခဲ့တဲ့ cortisol ပေါ့နော် cortisol လို့ခေါ်တဲ့ဟော်မုန်းတွေများလာတယ်ပေါ့နော်နောက်တစ်ခါကျတော့စားခြင်းစိတ်ကိုထိန်းညှိပြီးတဲ့ဟော်မုန်းတွေပြောင်းလဲဖြစ်တယ်နော်အစာစားစေတဲ့ဟော်မုန်းတွေများစီအေးတဲ့နော်အစာစားခြင်းစိတ်ကိုတားဆီးတဲ့ဟော်မုန်းတွေကြာတယ်အဲ့ဒါကြောင့်လို့အေးရတဲ့ခြင်းကစီတိုထိန်းသိမ်းမှုကိုကြီးခဲ့ပါတယ်နောက်တစ်ခါဒီအဲ့တိုင်းမှာလူကပြည့်တဲ့ယောဂတစ်ခုပေါ့နော်အေးဆက်ခြင်းနဲ့ဆိုင်တဲ့ယောဂတစ်ခုဖြစ်တဲ့ obstructive sleep apnea လို့ခေါ်တယ်နော်အိတ်ခေါက်သက်ရှူပိတ်ပေါ့နော်အဲ့ဒီယောဂရှိတဲ့လူကညာတော့ဖြစ်တော့ဝါတဲ့လူတွေမှာအဖြစ်များတယ်ပေါ့နော်အဲ့တော့ဒီယောဂရှိတဲ့လူတွေဆိုရင်သူကစီတိုပမာဏအဆင့်ပေါ့နော် impaired glucose tolerance ခေါ်တဲ့
နော်စီချိုယောဂမဖြစ်ခင်စင်လေးပေါ့ဒီလိုစင်ဒီကိုဖြစ်သွားစေတယ်ပေါ့နော်နောက်တစ်ခုကကျတော့မျိုးစားနဲ့စီချိုရှိတယ်အဲ့ဒီရှိတဲ့လူတွေမှာဆိုလေစီချိုထိသိမှုကိုမကောင်းစေဘူးတော့မရှိသေးတဲ့လူတွေဆိုရင်လည်းမျိုးစားနဲ့စီချိုကိုဖြစ်ပွားစေတယ်ပေါ့နော်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ခုနပြောခဲ့တဲ့ဒီ insulin တမတိုးမှုပေါ့နော်ဒီ insulin တုံ့ပြန်မှုအားနည်းမှုကြောင့်ဒါတွေကိုပူဆိုးနေပြီးတော့စီချိုရှိသေးတဲ့လူတွေကလည်းစီချိုဖြစ်သွားနိုင်တယ်နော်အဲဒီပနာမပေါ့နော်ပနာမစီချိုပေါ့အကျိုးစီချိုပေါ့နော်ဒီရှိတဲ့လူတွေမှာလည်းစီချိုဖြစ်ကိုပြတ်သွားနိုင်တယ်အဲ့တော့စီချိုကိုပြောင်းဖြစ်ပြီးဆိုရင်ပေါ့နော်စီချိုဖြစ်ပြီးဆိုရင်ဒီစိတ်ကြမ်းမာရေးဆိုင်ရာပြဿနာတွေနဲ့တွဲနေတတ်တယ်ပေါ့နော်အဲ့ဒီမှာအဓိကကတော့စီချို diabetes distress လို့ခေါ်တယ်နော်ဒီစီချိုဥတာမှုကြောင့်ရရှိလာတဲ့အားကြောင့်ပေါ့နော်ဒီပြောလဲဆိုဒီပူပဲမှုတွေပေါ့နော်ငါတို့စီချိုဖြစ်ပြီးပေါ့နောက်ဆက်တွဲတွေဖြစ်ရင်ဘယ်လိုလုပ်လဲပေါ့ဥတာမှုတွေဒီတော့ဒီစီချိုဥတာမှုတွေဖြစ်ပေါ်လာတဲ့ပူပဲမှုတွေပေါ့နော်နောက်တစ်ခါကျစိတ်ကြယောဂတွေဖြစ်နိုင်တယ်ထို့ကြတဲ့ပူပဲမှုတွေ anxiety ပေါ့နော်ဒါလေးကိုစီချိုဖြစ်လာပြီးဒီစိတ်ကြမ်းမာရေးပြဿနာလေးတွေတွဲနေတာကိုတွေ့ရတယ်အဲ့တော့ကြာတော့ဒီစိတ်ကြောက်ကစိတ်ပီစီမှုများလာရင်ဘာလို့ဖြစ်လဲပေါ့နော်စိတ်ပီစီမှုများလာရင်သူက cortisol လို့ခေါ်တဲ့ဟော်မုန်းတွေနော် adrenaline လို့ခေါ်တဲ့ဟော်မုန်းတွေပေါ့ဒါတွေထွက်လာတယ်နော်ဒါတွေထွက်လာတယ်ရှင်းပါတယ်လို့ပဲ insulin resistant ဓာတ်မတိုးမှုကိုများစေတယ်ကြီးတို့ချင်းမှုကိုပြည့်စေတယ်အဲ့တော့အေးရေးပြည့်ရင်လည်းဒါတွေဖြစ်မယ်စိတ်ပီစီမှုများရင်လည်းဒီလိုမျိုးပဲဆိုရင်insulin ဓာတ်တိုးမှုတွေများခြင်းအဖြစ်စီချိုထိန်းမှုကိုပြည့်ပြားစေတယ်ပေါ့နော်အဲ့တော့ဒီဟော်မုန်းတွေနော်အဲ့တော့စိတ်ပီစီမှုများရင်ပြောရရင်တော့လူတယောက်စိတ်ပီစီမှုများလာရင်တွေးရကြားတတ်တယ်ကမြင့်တက်လာတယ်ပေါ့နော်အဲ့တော့ရှင်းပါနည်းရှင်းပြခဲ့တယ်ပဲ diabetes distress ကဟုတ်တယ်ပြောလို့ပဲအဲ့တော့ diabetes distress ကစီချိုစဖြစ်ကြတဲ့ရပေါ့နော်စီချိုစဖြစ်ကြတဲ့ရစီချိုဥဒနေတဲ့ရှောက်ဖို့နော်အဲ့ရှောက်ဖို့မှဖြစ်တယ်အဲ့တော့စီချိုဖြစ်ပြီဆိုရင်နော်ဟောဆရာဝန်တွေကိုယ်တိုင်တော့မှနော်ဆရာဝန်တွေကိုယ်တိုင်စီချိုတိလိုက်ပြီဆိုရင်နော်ပြောတယ်ချိုးကတော့ငါတို့စီချိုဖြစ်ပြီပေါ့နော်တတလုံးပြပြီပေါ့နော်ချိုးကကြတော့လေစားတော့ဟိုဒီကံတိုင်းကြတယ်တတလုံးကူရတော့လေပေါ့နော်တတလုံးကူရမယ်နောက်ဆက်တွဲယောဂတွေကလည်းဆရာဝန်တွေပြောနေတာပေါ့နော်ဆရာဝန်တွေပြောတာညလုံးကလည်းကဲဦးမယ်နော်တောက်ကကလည်းပြဦးမယ်ပေါ့နော်အဲ့လိုတွေပေါ့နော်ဆက်တွဲတွေပူပန်တာရှိတယ်ချိုးကကြတော့လေဥဒမှုစရိတ်ပေါ့နော်ဥဒမှုစရိတ်ပေါ့ဒါတလုံးကူရမယ်ယောဂဆိုတော့နော်ဥဒမှုစရိတ်ပဲပူပန်တာတွေရှိတယ်ပေါ့နော်နောက်ချိုးကကြတော့ဥပမာဆိုရင်insulin နဲ့ကူရမယ်နာပေါ့နော်အဲ့တော့ insulin နဲ့ကူရမယ်နာဆိုရင်လေဒီအလုံးလုပ်တဲ့လူပေါ့အလုံးလုပ်တဲ့လူလို့ပြောရမှာအိမ်မှာနေရတဲ့လူပေါ့နော်အိမ်မှာနေရတဲ့လူတွေအတွက်တော့ပြဿနာမရှိပေမဲ့လုပ်ငန်းဝင်ကနော်လုပ်ငန်းဝင်ရလူတွေကြတော့ဒီ insulin ကိုလုပ်ထဲမှာဘယ်လိုထိုးမလဲပေါ့နော်လုပ်ထဲမှာဘယ်လိုထိုးမလဲလုပ်ချိန်မှာထိုးရအောင်ထိုးတော့လေစားချိန်ကြီးကြုံသွားရင်ဘယ်လိုလုပ်မလဲပေါ့နော်ဒီလိုမျိုး diabetes distress ပေါ့နော်ဒီဥဒမှုနဲ့ပတ်သက်ပြီးတော့လေဘယ်လိုတွေကများကြပေါ့နော်အဲ့ဒီ diabetes distress ကနော်အဲ့တော့ကျတော့ဒီလိုလူနာတယောက်ကိုဥဒမှုပြီးတဲ့အခါမှာဆိုရင်နော်ပြီးဆိုတဲ့ဥဒမှုပြောဖို့ဆိုရင်ဒီ diabetes distress ပေါ့နော်လူနာမှာရှိနေတဲ့ဘယ်မှုတွေနော်ချို့ကြတော့လေhypoglycemia အားကြောင့်တဲ့လူနာတွေရှိတယ်
ဒီဟာတောက်လိုက်ရင်စီးကိုရဲကြတယ်နော်ရဲကြပါဆိုဈေးကို short တောက်တယ်နော်အဲ့တော့ဒီချိုလက်ကြပါကြောက်တဲ့အားလေးပေါ့နော်နောက်ကဆွေးလို့ခဲ့တာနော်အဲ့တော့အဲ့ဒီဟာလေးကိုရှိမရှိဘူးနော်ဥဒ္ဒါပြီးရဲ့ဆရာဝန်တွေအနေနဲ့လည်းဒါမေးမြန်းစုံစမ်းဖို့လေနော်လူနာကိုခဏနံပါတ်တွေပဲခုနေလို့မရဘူးပေါ့နော်ဒီဟာလေးကိုပေါ်ထုတ်တယ်နော်အနည်းဆုံးတော့ဒီ ED ဆိုတဲ့ American Diabetes Association ပေါ့နော်အဲ့ဒီ ED ကလမ်းညွှန်ချက်တွေမှာဆိုရင်အနည်းဆုံးပေါ့နော်အနည်းဆုံးခုနာနေတဲ့လူနာကိုနော်လူနာကိုတစ်နှစ်ခါတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မင်းများစုံစမ်းတဲ့ပေါ့နော်ပြီးရင်တော့လိုအပ်တယ်လို့ဆက်ပြီးပေါ့လေနော်အဲ့တော့ဒီစီးချိုရှိတဲ့လူတွေအနေနဲ့ပို့ဆရာဝန်စီကိုသွားရင်နော်ပို့ပါရှိတဲ့စိတ်ခံစားချက်တွေပေါ့နော်စိတ်ခံစားချက်တွေပဲပြောပြတဲ့တယ်ပေါ့နော်အဲ့ပြောပြပြီးတော့သူများနိုင်ငံတွေမှာတော့ဒီဟာနဲ့ပတ်သက်ပြီးတော့နော် diabetes distress နဲ့ပတ်သက်ပြီးတော့တည်တံ့ပေါ့နော်တည်တံ့ကျွမ်းကျင်ပညာရှင်တွေရှိတယ်ပေါ့နော်ကျွန်တော်တို့စီမှာတော့နော်ကျွန်တော်တို့စီမှာတော့ဟိုပါပဲစိတ်ချမ်းသာရေးဆရာဝန်စီလိုအပ်ပေါ့နော်လိုအပ်ရင်ဒါတွဲပေးရတယ်နော်ဒီလိုမျိုးပြောထားပါတယ်အဲ့တော့ဒီအေးတက်တာကြီးရောစိုးရိမ်ပူပန်မှုတွေနော် stress တွေရောဒီကြီးချိုထိလေးမှုအကောင်းစီဆိုတာကိုသိပြီးတဲ့နောက်မှာနော်အဲ့ဒါဆိုရင်ဒီအေးမပြောင်းနော်ဒီကောင်းတဲ့နော်အိစက်မှုရမှုနော်အဲ့ဒါဒီလိုဆိုနေနော်နောက်တစ်ခုကကျတော့တနေ့ကိုဘယ်နှနာရီအိတ်တယ်လေနော်အဲ့တော့တနေ့ကိုလူတစ်ယောက်ကဘယ်နှနာရီအိတ်တယ်လို့ပြောပါတယ်နော်တနေ့ကိုဘယ်နှနာရီအိတ်တယ်အဲ့တော့အိတ်တာကကောင်းတယ်ပေါ့နော်အဲ့ဒါဆိုရင်အိတ်တာကောင်းတယ်ဆိုရင်အဲ့ဒါဆိုတော့တနေ့တော့အိတ်နေလိုက်တော့မယ်နော်ဘာလို့လဲစီးချိုကောင်းတယ်ကောင်းနော်ကောင်းတယ်ကောင်းအိတ်နေလိုက်တော့မယ်အဲ့လိုတော့လည်းမဟုတ်နော်အဲ့တော့9နာရီချက်ပို့ပြီးတော့အိတ်နေတယ်မကောင်းနော်အဲ့တော့9နာရီလောက်အိတ်ပြရမယ်နော် duration နော်တိုင်းတာ9နာရီလောက်အိတ်ပြရမယ်ဒါပေမဲ့9နာရီချက်တော့လည်းပို့မရအောင်နော်6နာရီထက်ရှော့အိတ်ရတယ်မကောင်းဘူးပေါ့နော်အဲ့တော့မှန်တာ9နာရီအိတ်ရတယ်ပေါ့နော်အဲ့ဒါဆို9နာရီပြည့်ပြီးတော့နော်ညနာရီမှအိတ်တယ်ပေါ့နော်မနေ့7နာရီချလိုက်ရင်ဒါဆို9နာရီပြည့်သွားပြီပေါ့ဒါလည်းမကောင်းဘူးနော်အဲ့တော့ကျတော့ဘုရှိတော့ကျွန်တော်တို့ဆိုခဲ့ဆိုရဲစောစောအိတ်ချခြင်းကပြပနာပါတယ်အဲ့ဒီစောစောအိတ်ချပေါ့နော်အညဟိုအိတ်ချိန်မှာအိတ်ရတယ်နော်ညနေမှအိတ်တယ်မနေ့ကနောက်ကျမှချတယ်ဒါလည်းမကောင်းပါဘူးနော်အဲ့တော့ကျတော့စောစောအိတ်စောစောချ9နာရီပြည့်အောင်အိတ်ပါနော်အဲ့တော့ဆိုရင်ဒါဆိုရင်ကောင်းတဲ့ exception ဖြစ်မယ်ပေါ့နော်အဲ့တော့ကိုင်းနေတဲ့ exception စရာဆိုအောင်ပြောတာလေဆိုတော့ခုနရှင်းပြခဲ့သူပဲကျွန်တော်တို့ပြောတဲ့ circadian rhythm ခန္ဓာကိုယ်မှာအိမ်နော်မောင်ရင်မှာဖြစ်မယ်မြင်ရင်ဇီဝဖြစ်စဉ်တွေကရှိတာပေါ့အဲ့တော့အဲ့ဇီဝဖြစ်စဉ်သူ့ရဲ့ circadian rhythm နဲ့ပေါ့နော် exception တိုင်းနော်နောက်တစ်ခုကတော့အိပ်ပျော်ခြင်းရှင်နော်အိပ်စက်နဲ့ပေါက်ရင်းခြင်းနော်အဲ့ပေါက်ရင်းခြင်းလေးကိုလည်းနော်မှအခန်းကြီးဖွင့်ထားတယ်ဆိုတာဆိုအိပ်မပြောတော့နော်အဲ့တော့ကျတော့အခန်းနဲ့လည်းတိတ်ဆိတ်ရမယ်မှောင်ရမယ်ပေါ့နော်အချို့တော့လည်းရှိပါတယ်ဒီဖွင့်ထားမှအိပ်တတ်တယ်ပေါ့နော်ဒီရဲ့ကြောက်တဲ့ဆိုတဲ့လူတွေရှိတယ်ပေါ့လေအဲ့ဒါတော့ကိုယ်ကြိုက်တယ်ပေါ့ဒါပေမဲ့လို့ညဉ့်အိပ်ပျော်ခြင်းနော်ခန်းလေးမှောင်သွားမယ်နော်ဟိုတိတ်ဆိတ်ဆိတ်ဖြစ်တယ်နောက်တစ်ခုကကျတော့ဟိုအေးဟိုပေါ့အေးဆက်ဆက်နော်ညာတိလူကလည်းအေးရမယ်ပေါ့နော်ညာတိလူကလည်းအေးရမယ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့ဒီအိမ်မဲ့ဟို environment တွေကိုလည်းပြပြရမယ်ပေါ့နော်နောက်တစ်ခုကကျအိမ်ကနေမှာနော် TV ရှိတယ်လို့နော်ဖုန်းတွေသုံးတယ်လို့နော် Facebook တွေကြည့်တယ်လို့နော်အဲ့ screen တွေကိုရှောင်ရမယ်နော်နောက်ပြီးတော့အိတ်ကနေမှာဘိုက်ပြောင်စားနိုင်တယ်နော်ဒါပဲပြည်သွားရင်လည်းပြည်နော်ဂျာတက်ပါတဲ့ဟာဒီနော်နောက်အိတ်ပြောခြင်းလူစားပြင်မဲ့နေအိတ်တာနော်အဲ့တော့အိတ်ပြောခြင်းရှိရပြောခဲ့တဲ့ကိုလည်းလူရှားတယ်လို့ပေါ့နော်ဒါပေမဲ့အိတ်ခံကြီးမှာလည်းအိတ်ခံကြီးမှာတော့လည်း
လုပ်တယ်ပေါ့နော်အဲ့ဒါဆိုသူကလမ်းဆက်သွားတယ်အဲ့ဒါဆိုအိတ်တယ်တော့ပေါ့နော်နောက်တစ်ခုကနေကင်းမဲ့အိတ်တယ်နော်နေကင်းမဲ့ကိုအိတ်လိုက်ရင်ညတာတော့အိတ်ချင်တော့အဲ့တော့နေကင်းမဲ့ကိုအားအိတ်ခဲ့လို့အိတ်တာလို့နေကင်းမဲ့ကိုအိတ်တယ်ပေါ့နော်အိတ်မယ်ဆိုလည်းမိနစ်20နာရီဝက်ချက်ပို့ပြီးတော့အိတ်ပါတယ်ပေါ့နော်အဲ့တော့ဒါကဒီကောင်းတဲ့ဆက်ချင်ရအောင်လို့ပေါ့နော်အဲ့တော့ကျတော့စိတ်ပြီးစီးမှုမရအောင်လို့လုပ်လဲပေါ့နော်အဲ့တော့စိတ်ပြီးစီးမှုမရအောင်ကတော့အားရလုပ်တယ်လေဆိုတော့သူ့ရဲ့ဘာသာလိုက်ပေါ့နော်တရားထိုင်တာလို့နော်နောက်အသက်ရှူရေးခြင်းတွေလုပ်တာလို့နော်ဒီသက်သားတွေဖြည့်ပြောတဲ့ဒီခြင်းတွေလုပ်တာလို့နော်ပုံမှန်ကိုလည်းလှူရှားမှုလုပ်တာလို့နော်နောက်တစ်ခုကကြတော့ပြင်းပြန်လဲဆောက်ပြင်းတာသူကရာရောင်ကောင်းတဲ့ဘက်ကနော်ကောင်းတဲ့ဘက်ကကြည့်တတ်အောင်ပေါ့နော်ဥပမာစီးတို့အရင်ကရှိတယ်ရှိသွားပြီဆိုလဲစိတ်သက်ကြစရာမျိုးပေါ့နော်ဟောငါကစီးတို့တော့ရှိပြီသူများတွေကိုကြောက်တတ်လို့ပြည့်တယ်ပေါ့နော်ကြောက်တတ်ပြည့်တယ်အဲ့တော့ငါကကြောက်တတ်ပြည့်တဲ့လူတွေဆိုငါတုံးလေးတွေပေါ့နော်ကဲဟောကြောက်တတ်ကပြည့်တယ်ပေါ့နော်ပြည့်တယ်ကိုကဘာတွေးရလဲဟောငါကြောက်တတ်လို့ပြည့်တယ်နော်ကြောက်တတ်တော့ပြည့်ပြီဒါပေမဲ့သူများတွေဆိုကြောက်တတ်စီးနေရနော်ငါကတော့ကြောက်တတ်စီးရတဲ့စင်ရောက်ပြီးနော်အခုရှိတဲ့ကိုရောက်နေတဲ့အနေထားကိုအကောင်းဘက်ကတော့လှည့်ပြီးတော့တွေးရမှာပေါ့နော်ကြောက်တော့ပြပြဟာဘာလို့မဖြစ်ညာတော့မဖြစ်ဘူးပဲနေတာဆက်စားနေနော်ငါကတော့ကြောက်တော့ဖြစ်ပြီးများနေလို့စီးရတယ်လို့အဲ့တော့ကျတော့အဲ့စီးရတဲ့စီးရအောင်ငါဘယ်လိုကောင်းဆုံးနေထိုင်စားတော့လဲပေါ့နော်ဒီလိုမျိုးရှိတဲ့ဟာကိုကောင်းမြင်ပြီးတော့ပေါ့နော်နောက်တစ်ခုကတော့ကိုကြီးရှာဖွေခြင်းစာနော်ကိုကြီးအောင်တဲ့ချိန်ခံစားနေတဲ့စားပေါ့နော်ချိန်ခံစားရတဲ့စားကိုရဲ့ဗီဒါဆိုနော်ကိုရဲ့ငွေချင်းတွေနော်ကိုဥဒ္ဒါအေးရဲ့ဆရာဝန်တွေကိုကိုရဲ့စိတ်ခံစားမှုတွေကိုပြောပြပေါ့နော်ပြောပြရင်ပြောလိုက်ရတော့သူကပေါ်သွားတာလည်းပါတယ်နောက်ကသူတို့တွေစီကလည်းကြံကြံကောင်းတွေရလာတယ်ပေါ့နော်အဲ့တော့ကျတော့ဆရာဝန်ကြီးလည်းနော်ဆရာဝန်ကတော့ဘာကြည့်နော်အဲ့တော့ကျတော့ဒီဆရာလောက်ရှင်းမဲ့ blood pressure လောက်ပြန်ကိုလက်ဆိုဟာလုပ်ရမယ့်ဟာတွေကိုအများကြီးပြောတာပေါ့နော်အဲ့တော့ရှိတဲ့ပန်းတိုင်တွေပြောတာပေါ့အဲ့တော့အဲ့ဟာတွေကိုမျိုးတွေနဲ့ငါရပါမလားထည့်စားရင်တော့ငါတော့ဘယ်ဟာလေးတော့ဒီဆုံးကောင်းလုပ်မယ်ပေါ့နော်ဒီခုတစ်ခုနော်ဒီလိုမျိုးခုနဲ့လို့ပေါ့နော်အများနိုင်ငံတွေတော့ diabetes support group ပေါ့နော်ဒါလေးရှိတယ်ကျွန်တော်တို့စီမှာတော့ဒါမျိုးတွေလုပ်နိုင်ပြီဒါပေမဲ့ဒီမျိုးဟောပြောပွဲတွေမှာသွားနာထားပေါ့သွားနာထားရတဲ့ဒီစီပီတီရမယ်နော်ကိုကြောင်းလေးတွေပြောလို့ရတယ်ဒီလိုအနေထားတော့မှလူဖြည့်ရှင်းလိုက်တယ်ပေါ့နော်သူတို့စီကအကျဉ်းကြီးတွေလည်းရမယ်ပေါ့နော်အဲ့ဒီလိုဟောပြောပွဲတွေလည်းလာတက်ပေါ့နော်ကျွန်တော်တို့လည်းခါပြောဆိုလုပ်နိုင်အောင်ကြိုးစားပါပေါ့နော်အဲ့တော့ကျတော့ကျွန်တော်အများကြီးပြောသွားတဲ့အချိန်ကအင်ဂျင်ဘာတွေမှတ်ထားအောင်လဲနော်ဘာတွေမှတ်ထားအောင်လဲဆိုတော့အိတ်တာကောင်းတယ်နော်အိတ်တာကောင်းတယ်အဲ့တော့အေးဝအောင်အိတ်နော်အေးဝအောင်အိတ်နောက်တစ်နေ့ကို9နာရီအိတ်ပေါ့နော်ပြီးတော့စောစောအိတ်စောစောချနော်အဲ့ဒါကဒီစက်ချင်းတွေပတ်သက်ပေါ့နော်စိတ်ပြီးစီးမှုချောချဖို့အတွက်ကတော့လက်ရှိပေးခြင်းငယ်တွေလုံးသသားဖြေလျှော့ခြင်းတွေလုံးကိုလည်းလှူရှားတွေပုံမှန်လုံးပေါ့နော်တရားထိုင်တဲ့လူဆိုတရားထိုင်ပေါ့နော်နောက်ပြီးတော့ကောင်းခြင်းစိတ်ကလေးမွေးပေါ့နော်ပြီးတော့လိုအပ်ရင်တော့မိသားစုတွေတကယ်ချင်းတွေဆရာဝင်နေတဲ့တိုင်းနဲ့ဆွေးနွေးမှာပေါ့နော်အဲ့တော့ဒီဥစ္စာတွေကိုလုံးလိုက်မယ်ဆိုရင်နော်ဒီလိုမျိုးဒီပုံထဲမှာပြထားတဲ့လိုမျိုးဒီမနေ့ကနော်ကောင်းပုံနဲ့အေးဝဝနိုးထားတာပဲပေါ့နော်စိတ်ပစ္စည်းတွေကိုရှော့ချပဲဆိုရင်ဒီဘက်ပုံထဲမှာပါတယ်ပိုးပွားတွေကိုမျိုးပြောနဲ့နော်စီးကြိုရှိပြီးမြဲတယ်လူတန်းစိသက်တန်းစိဒီနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်